နာမည်ဘယ်လို ကဲနာမည်ကြီးနေတဲ့ဟာသားလေးအပိုင်းတိကိုကြည့်ကြမယ် ဖြိုးဖြိုးရပြီအလုပ်ရပြီနာမည်နဲ့အလုပ်တန်းရလား ဘာဆိုင်လို့လဲ ဒါကငါကိစ္စငါသိတယ်မပြောနဲ့ဖြိုးဖြိုးတဲ့လှတယ်တော့နာမည်လေးကလည်းဟုတ်တယ်အိမ်တောင်ရှိလား မရှိပါဘူးရှင် ဟဲ့လန့်မလားဒီလေးလန့်တော့လေဟိုအိမ်တောင်မရှိဘူးဆိုတော့အပြိုပေါ့အပေါ်သေးကြပြီအဲ့ဒါအလုပ်တန်းရပြီခံပြီ ဟုတ်လေအားကျွန်တော်တို့ကုမ္ပဏီနဲ့ဘာမှမသက်ဆိုင်ဘူးလေအဲ့ဒီဟုတ်ပါ တကောက်တတ်ထိုင်လို့ပြောနေတာဒီကဘယ်နဲ့ရွှေ့လားမေကိုကပြုတ်စော်နန်းနေပြီလေနော်တမာရွက်ပြုတ်စော်နန်းနေပြီကိုကိစ္စကိုမပြောဘူးဘာကောင်းလို့မသိသမီးလန့်မလားမလန့်နဲ့နော်ဟိုဦးကလေကိုလုံးသာကြည့်လေထင်လားမဟုတ်ဘူးဆရာ ဘာလို့ မဟုတ်လေကိုအတန်ကကျဲတော့တန်ကျဲတော့စိတ်ချမ်းလူချမ်းလာသူလန့်တော့မယ်အဲ့တော့အင်တာဗျူးကိစ္စဆက်ပြောမယ်အဲ့တော့ဦးတို့ကုမ္ပဏီကလုပ်ငန်းကြီးလုပ်တာကြောက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုလုပ်တယ်ကြောက်မြတ်ရတနာပေါ့အဲ့တော့ကြောက်မြတ်ရတနာနဲ့ပတ်သက်ပြီးလုပ်တယ်ဆိုတော့ကသမီးတို့ရွယ်မှာတွက်တဲ့ချက်တာလိမ့်လာရနော်အဲ့တော့တွက်ချက်တာနဲ့ပတ်သက်ပြီးတော့မွေးမယ်နော်နည်းနည်းတော့ခက်တယ်ဒါပေမဲ့မပူနဲ့မကြောက်နဲ့နော်ဦးမေးတဲ့တခြားဖြစ်မေးရမယ်ဆိုတေချာနဲ့ပတ်သက်ပြီးတော့သုံးလီဘလောက်လို့ပြော